စာဖက်အပြင်းနေမှာဆိုဗီဒီယိုလေးရိုက်ပြီးပြောပြလိုက်တယ်။တော့ကောင်မကြီးဒီမျက်နှာကိုသိစားကြည့်ထားပြောမှပြောတာနားထောင်နော်။အခုချိန်မှာငါ့ကိုလာဆဲလဲမြန်မာပြည်မှာဖြစ်နေအရေးအကုန်လုံးရက်သွားအောင်မလုပ်ပေးနိုင်ဘူး။ဒါပေမဲ့နင်းလိုမျိုးနင်းအိမ်ညမ်းအိမ်ဒီသူတွေအတွက်လုံနေပါဆိုအလှငွေတွေကိုကောက်ခံပြီးတော့လုံနေရဆိုရင်လဲ ဘာစုမှမရမှန်းသိလို့အကယ်ဒမီပွဲမတက်ပဲဂေးတင်မော်ဝတက်ခဲ့တဲ့ဥက္ကမင်းမောင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်သူရဲ့ဇကာကြီးကဇကာတင်စီရင်နဲ့ပါလို့ပီတီတွေဖြစ်ပြရင်ခုန်ပြခဲ့တဲ့ဥက္ကမင်းမောင်ကတော့အကယ်ဒမီပေးဝဲကိုဂေးပါတီထက်စိတ်မဝင်စားခဲ့ပါဘူးဥက္ကမင်းမောင်ကတော့ကြကြရရရှိချိန်ကရိုက်ခဲ့တဲ့ဇကာယုံတင်တာမို့ဂုံယူနေခဲ့သလိုအကယ်ဒမီဇကာတင်စီရင်နဲ့ပါလို့ပိုပြီးပီတီဖြစ်နေရတာလည်းဖြစ်ပါတယ်ဥက္ကမင်းမောင်ကတချိန်ကမိမိုက်တဲ့မင်းသားတယောက်ဖြစ်ခဲ့ပြီးမြဲအခုချိန်မှာဂေးတယောက်ဘဝကိုပေါ်တင်ခံယူထားသူပါမင်းသားဆိုတဲ့ဂုံပုတ်ကိုမေ့ပြီးသူဖြစ်ချင်တဲ့ပုံစံသူဖြစ်ချင်တဲ့ဘဝကိုရွေးချယ်ပြီးနေထိုင်ခဲ့တာလည်းဖြစ်ပါတယ်ကြကြရရမင်းသားဖြစ်ခဲ့တယ်ဆိုတာသူ့အတွက်အိမ်မက်တစ်ခုလိုဖြစ်နေမှာပါပဲဥက္ကမင်းမောင်ကတော့အခုချိန်မှာအနုပညာမလုပ်တော့ပြီမေတချိန်ကရိုက်ကူးခဲ့တဲ့ဇကာကြီးယုံတင်ခဲ့တာမို့အမတ်တရားရှိနေခဲ့တာလည်းဖြစ်ပါတယ်သူကြားခဲ့တော့ကကြမ်းကြမ်းတမ်းတမ်းပုံစံရိုက်ကူးခဲ့တာမို့ကြည်ရင်ပီတီဖြစ်နေမှာအသေးချပါပဲဥက္ကမင်းမောင်ကတော့မရဲ့အေးခဲသွားကြသူများဆိုတဲ့ဇာကားကြီးနဲ့အကယ်ဒမီထင်ကြီးပေးခံရသူလည်းဖြစ်ပါတယ်။အကယ်ဒမီဇာကားတင်စီးရင်နဲ့ပါလို့သာလူတွေကထင်ကြီးပေးနေကြပြီးမြင်ထူးခြားတဲ့တရုပ်ဆောင်ချက်တွေမရှိတာမို့သူကိုယ်သူအကယ်ဒမီမရနိုင်မှုဆိုတာသိပြီးသားပါနော်။မကောင်းတက်လို့အကယ်ဒမီဇာကားတင်နဲ့ပါလို့စိုးရင်ခုန်ပြနေတယ်လို့ nomination လေးကွက်ထဲသာဝင်ခဲ့ရင်ငိုမိမှာဆိုပြီးအကယ်ဒမီရင်ခုန်တန်တွေပြောပြနေပြီမယ်။အမှန်တကယ်မှာတော့သူစိတ်ဝင်စားတာအကယ်ဒမီမဟုတ်ပါဘူး။ဥက္ကမင်းမောင်ကတော့အကယ်ဒမီမရနိုင်မှန်းသိတယ်လို့အကယ်ဒမီကိုလည်းစိတ်ဝင်စားတာမို့အကယ်ဒမီပေးဝဲမတက်ပဲဂေးပါတီသွားပြီးကဲနေတာလည်းဖြစ်ပါတယ်။အကယ်ဒမီပေးဝဲကိုအမိုက်စားပုံစံနဲ့တက်မယ်ဆိုပြီးသတင်းလွှင့်ထားပြီးမြဲတကယ်တမ်းတက်လာသူကတော့အမေဖြစ်သူပါ။ဥက္ကမင်းမောင်ကတော့အကယ်ဒမီဆိုတာသူ့အတွက်မဟုတ်မှန်းသိလို့အကယ်ဒမီပေးဝဲကိုမတက်ပဲအမေဖြစ်သူကိုသာကိုစားတက်ရောက်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။သူကအမေဖြစ်သူကိုရိုးရိုးပုံစံနဲ့တက်ခိုင်းခဲ့တာမဟုတ်ပဲ LGBT တွေကိုကိုစားပြုတဲ့ဝတ်စုံဝတ်ပြီးပွဲတက်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ရဲ့အမေဖြစ်သူကတော့တာဖြစ်သူကိုတော်တော်ချစ်ရှာပါတယ်။ဖြစ်တည်မှုတွေပြောင်းသွားပြီမဲ့တာဖြစ်သူကိုမဆူမငေါအပြစ်မမြင်ခဲ့တဲ့အပြင်အနောက်ကနေထောက်ပံ့ပေးနေသူလည်းဖြစ်ပါတယ်။အခုလည်းဥက္ကမင်းမောင်ရဲ့ဆန္ဒတိုင်း LGBT ကိုစားပြုဝတ်စုံနဲ့ပွဲတက်လာခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ငွေရဝတ်စားပေါ်မှာ LGBT ကိုစားပြုတဲ့အယောင်6ယောင်ကိုစီးကွန့်ထုတ်ပြီးဝတ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ကတော့သူကိုယ်တိုင်ပွဲမတက်ပေမဲ့လည်းအမေဖြစ်သူကိုသူလိုချင်တဲ့အတိုင်းဝတ်ဆင်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ကတော့အမေဖြစ်သူကိုကိုစားပြုတက်ခိုင်းမိမဲ့သူကတော့အစင်ရှာဖို့ဂေးပါတီဆင်နွှဲနေခဲ့တာလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ကတော့သူ့ရဲ့ပထမဆုံးဇကာတင်ပါတဲ့ဇကာအတွက်ရင်မခုန်သလုံးမရမှန်းသိနေတာမို့ဂေးပါတီကိုပဲရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ကတော့ဂေးပါတီဆိုတာတက်ရတာမလွဲသလိုငွေကုန်ခံပြီးလက်မှတ်ဝယ်ထားတာမို့အကယ်ဒမီပေးဝဲကိုလက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ယောက်ျားရှာဖို့ငွေကုန်ခံပြီးဝယ်ထားရတယ်။ဂေးပါတီနဲ့အကယ်ဒမီပေးဝဲကတိုင်နေတာမို့ယောက်ျားရဖို့ဦးစားပေးခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ဂေးပါတီမှာအစင်ရှာနိုင်မှုအမိုက်စားဖက်ရှင်တွေနဲ့ပွဲတက်ခဲ့တယ်လို့အစင်တွေကိုဆွဲစားဖို့ချောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေရှိမှသာအကယ်ဒမီရင်ခုန်ပြနေပြီမယ်။သူတကယ်လိုချင်ပြီးရင်ခုန်တာအကယ်ဒမီမဟုတ်ပဲအစင်ဆိုတာကိုလုံရက်နဲ့တက်တည်ပြလာခဲ့ပြီလည်းဖြစ်ပါတယ်။ဥက္ကမင်းမောင်ကတော့ဒီနှစ်မှာအကယ်ဒမီဝေးခဲ့တာမို့နောက်နှစ်တွေမှာလည်းရဖို့နေသား nomination ဝင်နိုင်မှုတော့မဖြစ်နိုင်တော့ပါဘူးနော်။အနုပညာကြီးတသိန်းခွဲလေးတောင်းပြီလို့လူစားထုတ်ခံခဲ့ရတဲ့မုံအင်းကားတဲ့ရဲလေးမှာပရိသတ်များလုံးပဲမင်္ဂလာပါရှင်အနုပညာအလုံးများနေပါလာပြီးတဲ့နောက်ပိုင်းမှာစားဝတ်နေရေးအခက်အခဲကြောင့်မုံအင်းကားဆိုင်ဖွင့်ရောင်းချခဲ့ရတဲ့တရုတ်ဆောင်ရဲလေးမှာကတော့မပြေလည်တဲ့အချိန်မှာမုံအင်းကားကဝန်ရီကိုဖြည့်ရှင်းပေးခဲ့တာကြောင့်မုံအင်းကားကကျေးဇူးရှင်ဖြစ်လာပါတယ်အခုဆိုရင်ကာမရရတာကြပြီးခဲ့တဲ့ရက်ကမှဒေးလီလေးတွေရရတာရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့အခက်အခဲလေးတွေကိုဒီမုံအင်းကားကဖြည့်ရှင်းပေးတယ်ဒီမုံဟင်းကားကကျေးဇူးရှင်လို့လည်းပြောလို့ရတယ်။ဝမ်းစာဖြစ်သွားပြီလေ။ဒီအလုပ်ကိုလည်းမစွန့်လွတ်ဘူး။အနုပညာအလုပ်ကိုလည်းမစွန့်လွတ်ဘူး။နှစ်ခုလုံးတွဲလုပ်မယ်လို့ရဲလေးမကပြောပါတယ်။ဝမ်းစာအတွက်အထောက်အကူဖြစ်ခဲ့တဲ့ဒီမုံဟင်းကားရောင်းတဲ့အလုပ်ကိုတော့ဘယ်တော့မှစွန့်လွတ်မှာမဟုတ်ပဲအနုပညာအလုပ်နဲ့တွဲလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အနုပညာကိုမြောက်ကိုပြီးအလုပ်လုပ်ရလို့မရတော့ဘူးလေ။အနုပညာအလုပ်ကရင်သွားမလား၊ရိုင်သွားမလား၊ဘာဖြစ်လာမလဲဆိုတာကြိုမတွေးနိုင်ဘူး။ပရိသတ်ကတော့ရဲလေးမရဲလို့ချစ်ကြပေမဲ့ငွေရောင်ပိတ်ကားပေါ်မှာဖန်သားပြင်ပေါ်မှာရောက်ရှိလာဖို့ကပရိုဂျူဆာတွေရဲ့အကျိုးမရှိရင်ကျွန်တော်တို့ဘာမှအလုပ်လုပ်မှာမဟုတ်ပါဘူး။သူတို့လည်းငွေနဲ့ရင်းထားရတာကို
ဘလို့လဲပတ်ဘာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်တို့မသိဘူးအခုချိန်မှာကျွန်တော်တို့လောကရိမ့်ရိုင်သွားတဲ့အတွက်ကျွန်တော်မှစီးပွားရေးရှိတယ်မဖြစ်မနေရှာရမှာဖြစ်တဲ့အတွက်ဒါကိုလှုပ်တာဖြစ်လို့ဒီမောင်ဝင်းကားကိုဘယ်တော့မှမစွန့်လွတ်တော့ပါဘူးလို့ရဲလီမကပြောပါတယ်လက်ရှိမှာတော့ရတဲ့ဝင်ငွေရှိတာလေးနဲ့ရောင်ရဲတင်းနေနောက်ပြီးနောက်ပိုင်းမှာတော့ငွေကြေးလေးစုမိတာဖြစ်ဖြစ်ထိပေါက်ခဲ့ရင်ဖြစ်ဖြစ်ဆိုင်ငန်းလေးတစ်ခုဖွင့်ကျင်တယ်လို့ဆိုပါတယ်ကျွန်တော်မှလောဘသိမ့်မရှိဘူးဆိုတာကလေရနေတာကိုရောင်ရဲတင်းတိတ်တက်တယ်ငွေကတော့ကိုလဲလိုချင်တယ်သူလဲလိုချင်တယ်ဒါပေမဲ့လောကမှာငွေနဲ့ဖြည့်ရှင်းလို့မရတာတွေအများကြီးရှိတယ်ကျွန်တော်ဆိုရင်တပိုင်းတနိုင်ရောင်းရတာကိုမိသားစုစားရတယ်ဝိုင်းကြီးအတွက်ဖြည့်ရှင်းလို့ရတယ်ဆိုရင်ကျင်းတတ်တယ်ဘာလုပ်လိုက်မယ်ညာလုပ်လိုက်မယ်ဆိုတာတော့စိတ်ကူးရှိတယ်ဒါပေမဲ့အရင်ဘဝကဒါနမျိုးစီနေခဲ့လို့အခုလိုဖြစ်ရတာလူဆိုတာအလန်းကျရင်အလဲလက်တယ်ပင်မရမယ့်ဇာတာပါလို့ဒီလိုဖြစ်တယ်လို့ပဲမှတ်တယ်တနေ့နေ့တစ်ချိန်ချင်းဝင်ငွေတွေပတ်စံတွေရှိလာပြီဆိုရင်ဆိုင်ငန်းလေးငှားပြီးအလုပ်လုပ်မယ်ဖြစ်လာခဲ့ရင်ထိပေါက်ခဲ့ရင်ငွေကြေးလေးစုလို့အဆင်ပြေခဲ့ရင်ဆိုင်ငန်းလေးတစ်ခန့်ဖွင့်ပါမယ်လို့ရဲလီမကပြောပါတယ်အနုပညာလောကမှာခေါင်းပုံဖြတ်လာတာတွေများတာကြောင့်မွေးငါပဲဆက်ရောက်နေရပြီးတခါကတာတီကြီးဇက်ကမှာဒေးလီကျတသိန်းခွဲတောင်းပြီးလို့ကိုနေရာကိုတခြားသူနဲ့အစားထိုးခံခဲ့ရတယ်ဇက်ပိုတွေမှာလည်းခံစားချက်ရှိပေမဲ့အခွင့်အရေးဆုံးရှုံးမှကြောက်လို့မျိုးသိရတာတွေအများကြီးပါလို့ရင်ဖွင့်ခဲ့ပါတယ်တရုတ်ဆောင်ကောင်းနေဆိုပြီးနမေရလာမှ over item တွေလုပ်နေလို့ဝေဖန်ခံနေရတဲ့မိဘကြီးပရိသတ်များလုံးပဲမင်္ဂလာပါရှင်မိဘကြီးကတော့ထင်သလောက်အောင်မြင်မှုမရတဲ့ဇက်ပိုဘွားနဲ့အချိန်အတော်ကြာဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်မိဘကြီးကဗီဒီယိုခက်မှာဇက်ကားများစွာရိုက်ကူးခဲ့ပူပါတယ်လုံကြီးပေါက်လာကောင်းပါလိမ့်မို့ပရိသတ်တတိထားမိတာခံရပေမဲ့အောင်မြင်မှုကတော့ထင်သလောက်မရခဲ့တဲ့အချိန်လေးပါပဲမိဘကြီးကတော့ဗီဒီယိုခက်မှာဘလောက်ပဲစူးစမ်းအောင်မြင်မှုကသူ့အတွက်မဟုတ်ခဲ့ပေမဲ့အခုချိန်မှာတော့သူကအောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီဇီဝါရေးနယ်ပယ်မှာပါအောင်မြင်မှုတွေရနေသလိုအနုပညာလောကမှာလည်းအနုပညာလှူရှားမှုတွေများစွာလုပ်ကိုင်ခွင့်ရနေပြီလည်းဖြစ်ပါတယ်သူကအခုနောက်ပိုင်းမှာဇက်ကားတွေဇလန်တွဲတွေကိုတရုတ်ဆောင်ချက်ကောင်းကောင်းနေနဲ့ရိုက်ကူးနေခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ကောင်းလာတဲ့ဆိုပြီးပရိသတ်တွေကအတိမတ်ပြုတဲ့အထိသူ့အနေနဲ့စူးစမ်းခဲ့တာပါဇက်ကားတွေထဲမှာအကောင်းဆုံးတရုတ်ဆောင်ရင်အောင်မြင်မှုကိုသိမ်းပိုင်နိုင်ခဲ့ပေမဲ့အခုကတော့ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်မိဘကြီးကအခုနောက်ပိုင်းဇက်ကားတွေပြန်ရိုက်နေရသလိုသူရဲ့တရုတ်ဆောင်ချက်တွေကိုလည်းပရိသတ်တွေကကြိုက်နေကြပါတယ်အခန်းပလောင်နဲ့ပရိသတ်စိတ်ဝင်စားအောင်လုပ်နိုင်တာသူရဲ့အရေးချင်းလို့ဆိုရမှာပါစိတ်ကကြိုးဆိုတဲ့ဇက်ကားကြီးမှလည်းသူပါဝင်တဲ့အခန်းကနေပြီမဲ့သူရဲ့တရုတ်ဆောင်ချက်တွေကြောင့်တနိုင်ငံလုံးကပရိသတ်တွေကြားမှာကြရထားခဲ့ရတာလည်းဖြစ်ပါတယ်အရိုက်ခံရလို့နာတာတော့နှကန်းကိုက်ပြီးဆက်စီကြကြနာပြခဲ့တဲ့ဇဝင်ကန်ကပရိသတ်ကြားမှာပေါက်ခဲ့တာလည်းဖြစ်ပါတယ်မိဘကြီးကတော့အဲ့ဒီနောက်ပိုင်းမှာတရုတ်ဆောင်ကောင်းတဲ့မင်းသမီးဆိုပြီးနာမည်ရလာသလိုဇက်ကားတွေဇလန်တွဲတွေမှာလည်းနေရာရလာခဲ့ပါတယ်အရှင်ကတခန်းစနှစ်ခန်းစရိုက်ခဲ့ရပြီးမဲ့တိုးတက်လာတဲ့သူရဲ့တရုတ်ဆောင်ချက်တွေကြောင့်အမှုပညာလှူရှားမှုတွေအများကြီးလုပ်ခွင့်ရခဲ့တာပါဇက်ကားတွေမှာအပိပြင်းဆုံးတရုတ်ဆောင်နိုင်လို့နာမည်ကြီးလာပြီးမဲ့တဖြည်းဖြည်းနဲ့ over item တွေလောက်လာတာမို့ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်သူကတခြားဇက်ကားတွေမှာကောင်းသလားကျင်ပေါ်ဇလန်တွေမှာတော့ပရိသတ်ဝေဖန်တာအများဆုံးခံနေရတာလည်းဖြစ်ပါတယ်သူရဲ့ပြုမှုတွေကလည်းနည်းနည်း over ဖြစ်နေသလိုတရုတ်ဆောင်ချက်တွေကလည်းပရိသတ်ကြားမှာခရက်ပါပဲမိဘကြီးကဇက်ကားတကားရိုက်ပြီးဆိုတာနဲ့ခရက်နဲ့အရင်ပေါက်တဲ့သူမျိုးပါစိတ်ကကြိုးဇက်ကားကြီးမှလည်းနှကန်းကိုက်တဲ့ပုံနဲ့ကြော်ကြားခဲ့သလိုအခုလည်းသူ့ရဲ့ item တွေအပြုမှုတချို့ကြောင့်ပေါက်နေပြန်ပါပြီကျင်မော်ဇလန်တွေဆဆထွက်ချင်းမှာပဲပရိသတ်စိတ်ဝင်စားခဲ့တာမင်းသမီးတွေရဲ့ item မဟုတ်ပဲမိဘကြီးပါရိုက်တဲ့အခန်းကိုစိတ်ဝင်စားကြတာပါမိဘကြီးကသူ့ယောက်ျားကိုပါရိုက်တာတော့အနားခေါ်ပြီးမှရိုက်တဲ့ပုံစံကြောင့်ပရိသတ်ကြားမှာပေါက်ခဲ့သလိုအခုလည်းညအိမ်အင်ကြီးကြောင့်ခရက်ထားပြန်ပါပြီသူရဲ့ညအိမ်အင်ကြီးကလည်းပရိသတ်ကြားမှာခရက်ထားခြင်းစရာပါပဲမသိရင်ရင်သားကအောက်ကိုတပိလောက်ကျသွားတဲ့ပုံစံဖြစ်နေတာပါအမှန်တကယ်ကအင်ကြီးချုပ်ရိုးလုံးလုံးအမြင်မှားကြတာဖြစ်ပေမဲ့ရုတ်တရက်ကြည့်ရင်အောက်ကိုရောက်နေတာမို့ပရိသတ်ကြားမှာပြောစရာဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်ဝက်စားပြင်စမုံတွေကြောင့်ပရိသတ်ကြားမှာခရက်ထားနေတဲ့မိဘကြီးကအခုဆိုရင်တရုတ်ဆောင်ချက်တွေက over ဖြစ်နေတယ်ဆိုပြီးဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်သူကတဖြည်းဖြည်းဒေါ်လာရဲဆိုပြီးနာမည်ရလာချိန်မှာတရုတ်ဆောင်တာ over ဖြစ်ခဲ့တာပါအမျိုးသားဖောက်ပြန်လို့ပူလောင်နေတဲ့အမျိုးသမီးတယောက်နေရာမှာတရုတ်ဆောင်နေရပေမဲ့သူရဲ့ပုံစံကပိုနေခဲ့တာလည်းဖြစ်ပါတယ်တခုခုဆိုရင်မျက်လုံးပြူးမျက်စံပြူးနဲ့အော်ဟစ်နေသလိုအော်ရင်လည်းအတန်ပြတဲ့အထိအော်ဟစ်နေခဲ့တာလည်းဖြစ်ပါတယ်မိဘကြီးကတော့ပရိသတ်အစိတ်တူအောင်တရုတ်ဆောင်နေပေမဲ့သူရဲ့တရုတ်ဆောင်ချက်တွေကပိုလွန်နေခဲ့တာလည်းဖြစ်ပါတယ်အခုဆိုရင်ကျင်မော်ဇလန်တွေကမပြီးသေးပေမဲ့မိဘကြီးကတော့တော်တော်ကြရက်ထားပြီးဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်သူကတော့ကာရိုက်တာကိုပြအောင်ဖုံးကွဲတဲ့အထိတရုတ်ဆောင်နေပေမဲ့ပရိသတ်တွေကတော့ဝေဖန်နေကြပြီလည်းဖြစ်ပါတယ်အသက်40မှာလူချင်းနဲ့ယောက်ျားမရခဲ့ရင်ရသက်ပံတီလာရှင်ဝတ်ဖို့စီစဉ်ထားတဲ့တရုတ်ဆောင်စင်တီမြတ်ရဲ့အခြေပ
ပရိသတ်များလုံးပဲမင်္ဂလာပါရှင်စင်ဒီမြတ်ကတော့တပင်းသည်များနှင်းစီစကားရိုက်ကူရင်ပရိသတ်တွေရဲ့တတိထားမိတာကိုခံခဲ့ရသူပါအနုပညာလောကကို2016ခရဲကဝင်ရောက်ခဲ့ပြီးမြဲသူကိုတကယ်တမ်းပရိသတ်တွေအတိမတ်ပြုအားပေးခဲ့တာကတပင်းသည်များနှင်းစီစကားတွေကမြဆိုတဲ့ကာရိုက်တာနဲ့ဖြစ်ပါတယ်စင်ဒီမြတ်ကစကားတော်တော်များများမှာဗီလိန်တယောက်အနေနဲ့ပါဝင်ရိုက်ကူရတာများပါတယ်သူကမြကာရိုက်တာနဲ့အောင်မြင်ချိန်မှာပရိသတ်အားပေးမှုကိုရခဲ့သလိုနောက်ပိုင်းတွေမှာလည်းဗီလိန်ဇက်ရုပ်နဲ့ပရိသတ်ရှိကိုထွက်ခဲ့တာများပါတယ်။စင်ဒီမြတ်ကအနုပညာလောကမှာဗီလိန်ဇက်ရုပ်အငယ်ဇက်ရုပ်နဲ့နေရာရလာခဲ့တာကြောင့်အခြေရေးမှာလည်းထိခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။စင်ဒီမြတ်ကစင်ငယ်တယောက်ဆိုတာကိုအားလုံးသိအောင်ထုတ်ပြောပြီးဈေးပန်းခင်းထားပြီးမဲ့လာပြီးစကားစားမဲ့သူမရှိတဲ့အခြေအနေပါ။ကောင်လေးတွေကသူ့ကိုတွေ့ရင်ကြောက်လို့လားအငယ်လို့ထင်လို့လားမသိပေမဲ့သူနာကတ်တဲ့သူတယောက်မှမရှိဘူးဆိုပြီးရင်ဖွင့်ပူပါတယ်။စင်တီမြတ်ပုံစံကကောင်လေးတွေကြောက်ရင်လည်းကြောက်ချင်စရာပါပဲညနေထအမြင်မှာပြီးစကားပြောပြတ်သားတာမို့တော်ယုံကောင်လေးကမကြိုက်ရတာဖြစ်တော့ပါတယ်စင်တီမြတ်ရဲ့နေပုံထိုင်ပုံတွေကြောင့်ပဲယောက်ျားကြီးတယောက်ဆိုပြီးပြိတ္တတွေကြားမှာခရက်ထားခဲ့ရပါသေးတယ်စင်တီမြတ်ကထိုင်းနိုင်ငံမှာအချိန်တော်ကြာနေထိုင်ခဲ့သူတအုပ်ဖြစ်တာမို့ပြိတ္တတွေကတော့စင်တီမြတ်ကလေဒီဝိုင်းတယောက်ဆိုပြီးပြောဆိုနေကြတာလည်းဖြစ်ပါတယ်သူရဲ့အပြင်စင်နေထိုင်ပုံတွေကကြကြရရဖြစ်နေတာမို့ပြိတ္တတွေကြားမှာအမျိုးသားတယောက်ဆိုပြီးသတင်းတွေပြန်ခဲ့တဲ့အထိပါပဲစင်တီမြတ်ကတော့ပရိသတ်ထင်တယ်လို့သူများငယ်လည်းမဟုတ်တယ်လို့ယောက်ျားတစ်ယောက်မဟုတ်တဲ့အမျိုးသမီးစစ်စစ်တစ်ယောက်ပါသူကအမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့အိမ်အောင်ပြုကျင်တဲ့စိတ်ကူးကအပြေးဝါရှိပါတယ်စင်တီမြတ်ကတခြားကောင်မလေးတွေလိုမိန်းကလေးဆန်ဆန်ဝတ်စားနေထိုင်ပြီးကိုယ့်ရဲ့ကောင်လေးတွေကိုချွဲကျင်ပေးမဲ့သူ့အတွက်ကတော့မဖြစ်နိုင်တဲ့အခြေအနေပါပဲစင်တီမြတ်ရဲ့အပြောဆိုနဲ့စိတ်ကယောက်ျားတစ်ယောက်လိုဖြစ်နေတာမို့ချစ်သူကိုမချွဲနိုင်ဖြစ်နေရတာလည်းဖြစ်ပါတယ်စင်တီမြတ်ကတော့သူ့ရဲ့ဖယုတ်ဖယဲဖြစ်နေတဲ့ပုံစံကြောင့်အခုထိချစ်သူမရသေးပေမဲ့အချိန်တန်ရင်အိမ်အောင်ပြုတ်ပြီးကလေးမွေးမဲ့စိတ်ကူးကတော့ရှိပြီးသားပါစင်ဒီညက်ကတော့အိမ်အောင်မရွေးချယ်ရင်ငွေရှိဖို့ကိုဦးစားမပေးပဲသူ့ကိုချစ်ပေးနိုင်တဲ့လူမျိုးကိုရွေးချယ်သွားမှာပါရုပ်ချောဖို့မလိုသလိုငွေကြေးချမ်းသာဖို့မလိုပေမဲ့သူ့ပေါ်ချစ်ပြီးဦးဆောင်ပေးနိုင်မဲ့ကောင်လေးကိုအိမ်အောင်မတော်ကျင်နေဆိုပြီးအနာဂတ်သတို့သားလောင်းရဲ့ပုံစံကိုပြောပြလာခဲ့ပါတယ်သူအခုပြောတဲ့အချက်တွေနဲ့ပြည့်စုံနေတဲ့ကောင်လေးကမောင်လေးဆိုရင်လည်းသူ့ဘက်ကရွေးချယ်မှာမဟုတ်ပါဘူးစင်ဒီညက်ကအရင်ကမောင်လေးသိမ်းမှာမောင်လေးတွေကိုရွေးပြီးဖွာခဲ့ပြီးမယ်။မောင်လေးတွေကအားရရက်တယ်လို့အားနေစိတ်ကောက်ပြီးအလိုက်မသိတာမို့မောင်လေးဆိုရင်အတန်တော်မကြားကျင်တော့ပါဘူး။နှစ်ယောက်သားရန်ဖြစ်လို့အသေးကွဲရင်တော့သူကငိုယူအသေးကွဲနေပြီးမယ်။မောင်လေးကကလပ်မှလန်းနေတာမို့မောင်လေးတွေကိုစိတ်ကုန်နေခဲ့ရလဲဖြစ်ပါတယ်။စင်တီမြတ်ကတော့သူ့လိုချင်တဲ့အိမ်အောင်ဘက်ကိုပြိတ္တတွေကိုအတိပေးလာခဲ့တာလဲဖြစ်ပါတယ်။သူကအချိန်တန်ရင်အိမ်အောင်ပြုတ်ပြီးသမီးလေးမွေးဖို့ထိစိတ်ကူးရင်ထားသူတယောက်ပါ။စင်တီမြတ်ကတစ်ချိန်ကျရင်သမီးလေးတယောက်မွေးပြီးသူမွေးတဲ့သမီးလေးကအရန်လာနေရမယ်လို့ဆိုပါတယ်။အသားဖြူဖြူချောချောမျက်လုံးဝိုင်းဝိုင်းလေးနဲ့အသက်ကြီးရင်မော်ဒယ်မင်းသမီးလိုရမှာဖြစ်တယ်လို့အလှမဲပါပြိုင်ခိုင်းအောင်ပါပါ။စင်ဒီမြတ်ကတော့သူဖြစ်ချင်တဲ့ဘဝသူလိုချင်တာတွေကိုစိတ်ကူးရင်ထားပေမဲ့ဖြစ်မလာရင်လည်းစိတ်အားမငယ်ပဲပလန်ပြီးလှုပ်ထားပါသေးတယ်။သူကအသက်40ကျော်ထိအိမ်အောင်ပြုဖို့စိတ်ကူးရှိပါတယ်။သူလိုချင်တဲ့ကောင်လေးနဲ့အိမ်အောင်ကြားခဲ့ရင်တော့ပြီးပြည့်စုံတဲ့မိသားစုဘဝကိုတည်ဆောက်မှဖြစ်တယ်လို့မရခဲ့ရင်တော့အသက်40ကျော်50အတွင်းမှာတီလာရှင်ဝင်မယ်ဆိုပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။တစ်ချိန်ချိန်မှာသူဖြစ်ချင်တဲ့ဘဝမဖြစ်ရရင်ကုသိုလ်တရားတွေကိုနောက်တန်တရားထိဆွဲယူလို့ရမယ်အလုံးမျိုးနဲ့ဘဝညီကုန်းချုပ်ဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။